18လုံးဆိုတော့မာကနေလည်းဘော16လုံးလုံးလိုက်ပေါ့18လုံးကပေါင်းပို့လေ ချင်းမိတ်ဆွေများလုံးမင်္ဂလာပါပုံပုံ sharing channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့မော်ဘီတိုးကိန်းနာကပိန်းလင်းကုန်းတောင်ထိုင်တော်မူဖျားမှာရှိတဲ့မေဒိုရုပ်တုရဲ့ပြောစကားတွေကိုစကားပြန်လုပ်ပေးသူကိစ္စနဲ့ပတ်သက်ပြီးတော့ social media platform တွေပေါ်မှာ viral ဖြစ်နေပါတယ်မေဒိုရဲ့စကားပြန်လုပ်ပေးတယ်ဆိုပြီးတော့ကြားဖြန့်လှုပ်ရှားနေတဲ့ဟုပြောဆိုမှုတွေလည်းရှိနေပါတယ်ကာယကံရှင်ကိုယ်တိုင်ကလည်းဖျားတင်ဖို့အတွက်အမှန်ကန်ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာဖြစ်ကြောင်းတတ်တလို့စားခြင်းအထိတ်တန့်ဝင်ခြင်းများပြုလုပ်က9,000ပြည့်စီဒီနဂါးဖျားကိုအောင်မြင်အောင်တည်ဖို့ရည်တန်ကြောင်းအနေစားအချောင်စားဟူဝေဖန်သူများပြင်မာသူများဒုက္ခရောက်ကြမည်ဖြစ်ကြောင်းပြောဆိုလာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အပြန်အလှန်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်အခုတွေ့နေရတဲ့ပြည်သူကမြန်မာနိုင်ငံရဲ့အစမြင့်ကြာဖြန့်မေတော်ကြီးကိုအကြောင်းပြပြီးတော့စကားပြန်လှုပ်ဟန်ဆောင်ပြီးတော့ငွေလိမ်စားနေတဲ့အစမြင့်ကြာဖြန့်လို့လည်းခေါ်လို့ရတယ်အဲ့ဒီမှာဗီဒီယိုမှာတွေ့ရတဲ့အတိုင်းအဲ့ဒီဘွားတော်ကမေတော်ကြီးကိုဖတ်ပြီးတော့စကားပြန်လှုပ်ပေးတယ်လို့မျိုးအောက်မှာယုံကြည်ပြီးလာတဲ့လူတွေလည်းရှိတယ်သူကဘယ်လိုပြောလဲဆိုတော့မေတော်ကြီးအတွက်အုပ်ကူစောက်ဖို့အတွက်10သိန်းလိုတည်တယ်နောက်တစ်ခါအောက်မှာဖေဟာကိုယုံကြည်ပြီးမေတော်ကြီးယုံကြည်ပြီးလာတဲ့လူတွေကလည်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသိမလားဖေဟာနဲ့ဂျားမှာစကားပြန်ရှိလို့လားလောကကြီးမှာမဖြစ်နိုင်တဲ့ဟာကိုယုံကြည်ပြီးတော့နားထောင်နေတဲ့လူတွေရှိတယ်အဲ့ဒီမှာအဘွားတော်ကပြောလဲဆိုတော့မေတော်ကြီးကဝမ်းနေနေတယ်တဲ့ဘာလို့ဝမ်းနေလဲဆိုရင်တဲ့လာတဲ့လူကများပြီးတော့လူတဲ့အလူငွေကနဲလို့တဲ့အဲ့ဒါဆိုရင်မေတော်ကြီးကငွေမှတ်တဲ့မေတော်ကြီးဖြစ်တော့မှာဟုတ်တယ်မလားအဲ့ဒီရဲ့စကားအသေးပေကိုနားတဲ့လူလည်းနားလိုက်မှာကွာဒါပေမဲ့အုံနောက်မရှိတဲ့လူကယုံတဲ့လူကယုံကြတယ်ဒါကမြန်မာနိုင်ငံရဲ့အခုလက်ရှိယုံနဲ့အားတဲ့လူတွေကခံရတယ်ပေါ့ပြောရမယ်ဆိုကြာဖြန့်လို့ခေါ်လို့ရတယ်ကွာဒါအစင်းမြင့်ကြာဖြန့်တရားယုံတဲ့လူလည်းယုံတယ်ကြည့်မေတော်ကြီးကသူပြောတဲ့ပုံစံဆိုမေတော်ကြီးကငွေမှတ်တဲ့မေတော်ကြီးဖြစ်သွားပြီပါဟုတ်တယ်မလားငွေမှတ်လို့ငွေမလုံလောက်လို့ဝမ်းနေလို့မျိုးဖြစ်တယ်ကွာဖျားတွေဆိုတာတကယ်လို့ခိယံပါတာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ဖျားဆိုတာဘယ်တော့မှအဲ့လိုမျိုးတောင်းတဲ့ဖျားတွေမရှိဘူးဖျားတိုင်းကကျွန်တော်တို့အပြစ်သားလူသားတိုင်းတွေကိုသိရမလားကောင်းကောင်းစောင့်ရှောက်တယ်ပြီးရင်ကျွန်တော်တို့တွေအပြစ်တွေဘလောက်ပဲလို့လမ်းပြပေးတယ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခိယံဘာသာပဲဖြစ်ဖြစ်အခုလိုမျိုးဖျားသခင်ကိုမေတော်ကြီးကိုဗုဒ္ဓဘာသာဆိုရင်မေတော်ကြီးဆိုဖျားပဲပါမှာပေါ့နော်အဲ့ဒါကိုအကြောင်းပြပြီးတော့ဘယ်လိုပြောလဲဆိုတော့ငွေမှတ်တဲ့မေတော်ကြီးဖြစ်အောင်စကားပြန်လုပ်ပေးတယ်ဘွားတော့ခေတော့ကျွန်တော်တို့ကကာယကံရှင်ဘက်ကပြောတဲ့ကောင်တစ်ချက်လောက်တော့ကြည့်အောင်ကျမကတော့စိတ်ညစ်တာတွေဘာတစ်ခုမှမတွေးပါဘူးရှင်အဓိကကတော့ဘုံရည်ရှိတိုင်တန်းရှင်တွေစိတ်ချမ်းသာအောင်လုပ်ပေးမယ်တိုက်ဆက်ပထန်းဆက်တွေကျမရဲ့ရွှေတော်မျိုးတော်တွေပေါ့နော်တိုက်ထဲမှာရှိတဲ့ရွှေတော်မျိုးတော်တွေဖြစ်ရှင်တဲ့ဆန္ဒကိုကျမလုပ်ပေးပါတက်လားကျမလေတိုက်ကလေမေတော်တွေကလေအရင်ပြောတာပဲတဲ့9,000ပြည့်စီတေးရတာလေကျမကိုလည်းကျေးဇူးတွေတင်ပါတယ်တဲ့ကျမတို့ဒုက္ခမရောက်စေရဘူးတဲ့ပြည့်ပြည့်စုံနဲ့လည်းကျမကိုထားပေးမယ်တဲ့နော်ဖျားတဲတဲ့ခါကျရင်ကျမအုံးမြေချလို့ရှိရင်ဖျားအုံးမြေချရင်ကျမဒိဋ္ဌံဝင်ရမှာလေဒိဋ္ဌံဝင်တက်လူတွေစားမယ်မီးလူတွေဝင်ရမယ်တီစုံတွေစားမယ်ရေစုံတွေဝင်ရမယ်အဲ့ထုံလည်းဘာမှပူစရာမလိုဘူးတဲ့တခါတွေကပြောတယ်တကား9,000ပြည့်စီတကားဖျားဟိုတဲ့အောင်မြောင်တဲပေးပါတဲ့နော်ကွန်မန့်တွေဘလို့ပဲရေးလှုပ်ရှားတယ်ပဲပြောဂယုမဆိုင်ပါနဲ့တဲ့သူတို့ဂယုမဆိုင်ပါနဲ့ဒါအဖြတ်တွေတဲ့နော်ဖျားတဲ့တော့အဖြတ်ဝင်တာတဲ့ဒိဋ္ဌိတွေတဲ့နော်မေတော်နဲ့လှုပ်ရှားနေတဲ့ပြောတယ်အနေစားအချောင်စားအချောင်အနေချောင်ပေါ့နော်စားတာအနေချောင်တယ်ပေါ့အဲ့လိုမျိုးပြင်းမာတဲ့လူတွေဒုက္ခရောက်ပါလိမ့်မယ်တဲ့နော်ငကားတွေကဘာပြောမှမလဲ9,000ပြည့်စီတွေကိုအောင်ဖြစ်မြောက်တဲပေးပါတဲ့နော်အဲ့တော့တက်တော်ထဲမှာရှိတဲ့အမျိုးတို့ပြောချင်တာလေကျမစိတ်မကောင်းတာတစ်ခုရှိပါတယ်လှုပ်ရှားနေတာတစ်ခုအပြောခံရတာရဲ့နောက်ပြီးတော့အနေချောင်းတာလို့ပြောတာတစ်ခုရဲ့ကျမအဲ့ဒါကိုလည်းစိတ်မကောင်းပါဘူးရှင်နော်အဲ့ဒါကိုငကားတွေကစိတ်မကောင်းမဖြစ်နဲ့တဲ့သူတို့ဒုက္ခရောက်လိမ့်မယ်တဲ့နော်သူတို့ပညာရှိတဲ့လူကနားလေတဘောပေါက်တဲ့လူကတိဆရာမမျက်နှာကိုမြင်လိုက်တာနဲ့သိပါတယ်တဲ့ရိုးသားဖြူစင်တယ်ဆိုတာနော်ဘာပဲဖြစ်ဖြစ်လေကျမဒုက္ခခံပြီးတော့ဟာလားကျမအိမ်မှာဆိုရင်စိတ်ဟိုဆင်းတဲ့ကောင်မလေးတွေရှိတယ်တနေ့စားစိတ်ပူစရာမလိုဘူးသူတို့ကတလားပတ်စံတွေပြန်ပေးကြတယ်အိမ်မှာအေးဆေးထိုင်စားလို့ရတယ်နော်အခုဖျားတယ်လေဆိုတာဒုက္ခလည်းရောက်တယ်တမနေ့ကဆိုရင်လူကိုပင်မဲပြီးတော့ဖိုက်တွေကလည်းစားပြီးတော့နော်သူများလှူထားတဲ့ပတ်စံလေးကိုပြောသွားမှာဆိုလို့ကျမစီကန်းလေးနဲ့ဟာလားဖျားကိုမပြီးမြောက်မှာဆိုလို့ပတ်စံလေးတွေကုန်းမှခမ်းမှာဆိုလို့ရွှေသားပြီးတော့ပတ်စံလေးတွေရွှေသားပြီးတော့ကျမသုံးတယ်ဘာလို့လဲဆိုတော့ပတ်စံလေးကိုရှိလို့သုံးလိုက်လို့ရှိရင်ဖျားတယ်ဖို့နောင်နှင်းနေမှာဆိုလို့ပတ်စံလေးတွေရော့ပါဆိုလို့ပတ်စံလေးတွေပွားကျမစူးစားတယ်အဲ့ကြောင့်မလို့ကျမကိုဟာလားမေတော်နဲ့လှုပ်ရှားနေတဲ့ပြောတဲ့လူတွေဘေးတွေးလိမ့်မယ်သူတော်စင်ပြင်မရင်ဘေးတွေးလိမ့်မယ်ကျမစိတ်ထဲမကောင်းပါဘူးကဲသူကတော့အခိုင်အမာပြောထားတော့တွေ့ရတယ်ပဲနော်သူကငွေကြေးပူပင်စရာမရှိတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကုသိုလ်ရေးကိစ္စတွေပဲလုပ်တယ်ဆိုတဲ့အကြောင်းအခိုင်အမာပြောဆိုတာတွေ့ရပါတယ်ကဲကျွန်တော်နောက်တစ်ပိုင်းကိုဆက်ပြီးတော့ကြည့်လိုက်အောင်ကျ
ကျမကတော့မနေ့ဖန်ရွှေပြည်သာဘက်ကိုသွားမှာပါရွှေပြည်သာဘက်ကပင့်ထားလို့ပေါ့ဒါသူပင့်ထားတာတခုတင်းလေးတွေကပင့်ထားကိုကတတိတော့မရပါဘူးအဲ့ဒါဆရာမလေးတဲ့မနေ့ကျရင်တဲ့ဟိုထမင်းဘာနဲ့စားမလဲဆိုတော့မှရွှေပြည်သာတဲ့ဆရာမပင့်သူကကျိုးပင့်ထားတယ်ကိုကမေ့နေတယ်ဒီမှာဧည့်သည်တွေလာတယ်ဖះမှာဖះတယ်ဖို့အတွက်လာလှူကြတယ်ပေါ့နော်မနေ့ကလည်းဧည့်သည်တွေလာတယ်ကား2စီးတနေ့ဝင်နေကြာတာပေးနေကြတယ်ဧည့်သည်တွေကိုကဧည့်သည်တွေလာအောင်ပဲဖះတယ်လည်းရှိဘူးဘာလို့အဲ့ဖះစီကားအောင်မှာဘာလို့စီကားအောင်လဲဆိုတော့တိုက်ဖះဆိုတော့လေတိုက်ဖះငကဲဒီငကဲနဲ့ငကဲစိမ်းရွှေရောင်ငကားငွေရောင်ငကားအကြဝငကား9កောင်တိုက်ဖះဖြစ်လို့ပါလို့နော်အဲ့တော့ line မှာရှိတဲ့တက်တော့မှာရှိတဲ့အမျိုးတို့တချို့ကျမကိုမပြစ်မှားကြပါနဲ့လို့နော်ပြစ်မှားလို့ရှိရင်တူတော်စင်ပြစ်မှားရင်ဒုက္ခရောက်မှာဆိုတော့ကျမချူပြောထားတာပါနော်ဘာလို့လဲဆိုတော့ဒီနေ့မျိုးသမီးတယောက်ကျမကိုတောင်းပန်ပါတယ်ကျမကိုလင်တာယူတယ်ပြောတယ်ပေါ့သူပြောလိုက်တာပေါ့နော်နောက်တစ်ခုကဗာလဲသူပြစ်မှားမိလိုက်တယ်ပေါ့ဒါဆရာမရဲ့တဲ့ကျမတောင်းပန်ပါတယ်တဲ့ဆရာမပေးတဲ့ကနေ3 4ရယ်9 2ရယ်ကျမမထိုးမိပါဘူးတဲ့ကျမလည်းဆိုင်ကယ်ပေါ်မှာသူကအတန်းတိတ်မသေးဘူးလေမသေးဘူးတော့သူကတောင်းပန်ပါတယ်အဲ့ဒါဆရာမလည်းခွင့်လွတ်ပါတယ်လို့ပြောပေးပါဆိုတော့အဲ့ဒါမေတော်ကြီးကိုမေတော်ကြီးခွင့်မလွတ်ဘူးတဲ့အဲ့တော့ကျမရဲ့ဓာတ်ပုံလေးနဲ့ line ပေါ်မှာတင်ပြီးဒီဆရာမကိုကျမပြင်းမမိပါတယ်ဆိုပြီးတော့ line ပေါ်မှာတင်ပေးပါမေတော်ကြီးကခွင့်လွတ်မယ်တဲ့အဲ့လိုမျိုးပြောပါတယ်ရှင်ကျမကလေစကားပြောရင်လည်းပွင့်လင်းပါတယ်မဟုတ်မကန်စိတ်လည်းရှိပါတယ်မဟုတ်ရင်မခံပါဘူးเนาะနောက်တစ်ခုကရှိတာလူတွေပေါ်လည်းစေတနာမေတ္တာလည်းထားပေးပါတယ်လူတွေပေါ်စေတနာမေတ္တာထားတယ်လို့သူတို့ကကိုယ့်ပေါ်အဲ့လိုမျိုးစိတ်ကွက်ထားလို့နောက်ပြီးတော့မေတော်ကြီးနဲ့စကားပြောတာတွေကိုလည်းဘာဖြစ်တော့လှုပ်ရှားတာတွေတော့ဒီနိုင်ငံဘာဖြစ်တာတွေရောအဲ့လိုမျိုးတောင်ပြောပြောတစ်တော်မှာရေးထားတာเนาะယောက်ျားရောမိန်းမယောက်ျား2ယောက်မိန်းမ1ယောက်ပေါ့เนาะအဲ့လိုရေးထားတာရှိပါတယ်ပေါ့เนาะအဲ့ဒါအဲ့ပြောထားတဲ့လူတွေပြင်းမှားတဲ့လူတွေအချိန်မီတောင်းမှန်ပါအချိန်မီမတောင်းမှန်ရင်တော့ကိုယ်ထိုင်နေကိုယ်ကံပဲเนาะကျွန်တော်ပြောပြပါတယ်အချိန်မီမတောင်းမှန်ရင်တော့ကိုယ်ထိုင်နေကိုယ်ကံပဲဆီယမကိုပြင်းမှားတဲ့လူတွေဘေးတွေ့ပါလိမ့်မယ်ဘာလို့လဲဆိုတော့ကိုကလူကမလုံနိုင်တဲ့အရာကိုလှုပ်ထားတယ်လှုပ်တဲ့အတွက်မလို့ပါဘူးလူကမလုံနိုင်ဘူးဆိုတော့ရေဆုံးဝင်ရတယ်တီတီဆုံးဝင်ရတယ်မီးလို့ဝင်ရတယ်မီးလို့ဆိုလို့ရှိရင်ထမင်းနဲ့မီးနဲ့ချက်တဲ့မှန်တယ်ဗျမီးနဲ့အလုပ်တဲ့ရေမှန်တယ်ဗျဘာအစားမှမစားဘူးဘယ်လိုခေါ်မလဲဆိုတော့တီတီတွေပဲစားပြီးတော့အားထုတ်ခဲ့တဲ့ဆရာမတစ်ယောက်ပါဗောနော်ဂူဒီအောင်ခဲ့တဲ့ဆရာမတစ်ယောက်မလို့အဲ့တော့တောင်ပြောမြောက်ပြောတွေပြောရင်တော့ကိုယ်ထိုင်နေကိုယ်ကံပဲကျွန်တော်တို့ဒီမှာလိုက်တာလားကိုယ်ထိုင်ကြောက်ပြန်အောင်လိုက်တာအဲ့ဒါလူရှင်တွေလာအောင်လည်းခေါ်ပြီးပါအောင်စက်တရားပေါ့နော်ဆရာလေးကဟိုပါလေဒီတော့အစာရည်ပိုင်းဖြစ်ဘူးလေကြားလိုက်ဖြစ်တယ်ဘယ်လိုလဲရှိတယ်နှလုံးရောက်ပါလဲစာရည်ပိုင်းဆရာလေးကစာရည်နဲ့ပတ်သက်တော့၎င်းပေါ့နော်အဲစာရည်နဲ့လည်းပတ်သက်လို့၎င်းပြပါတယ်နောက်ပြီးတော့လည်းပတ်သက်ဆောက်ဆက်နေတာဆောက်ဆက်တဲ့ရှေ့ပိုင်းလည်းကျမကြီးထူတယ်ပဲဆောက်ဆက်တဲ့ရှေ့ပိုင်းစိုက်ပြတာပြောရတော့60ကနေဟွာတဲ့ရှေ့ကနေ60နဲ့ရှိကြရင်တော့အဲ့ခလာကိုတွေ့ရင်းမြုပ်ပြီးဆိုရင်နော်အဲ့ဒါလေးစိုက်ပါတယ်အဲ့ဒါကြောင့်မလို့ကျမကြီးနဲ့ပတ်သက်တာခလာကိုကဲမိတ်ဆွေတို့ဘယ်လိုယူဆကြသလဲဗျကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်